င့်ကွန်နန်တွေကအယူသစ်ကောင်းနေပေမဲ့ရိကနေနေရလား2026မှာအကွယ်တန်ကပုံမှန်ပို့တွေကိုချစ်တော့မှာမဟုတ်ပါဘူးဖြေကတော့ဗီဒီယိုကွန်နန်ပဲဖြစ်ပါတယ် Facebook နဲ့ Instagram မှာဗီဒီယိုတွေကို80ရာခိုင်နှုန်းထိဦးစားပေးတွန်းပို့နေတာကြောင့်ဗီဒီယိုတင်မှလူပုံမြင်မှာဖြစ်ပါတယ်ဗီဒီယိုရဲ့စွမ်းအားက trust ပါစာပက်တာတဲ့လူတယောက်ကရှင်းပြနေတာကိုကြည့်ရတာက client တွေအတွက်စိတ်ချလက်ချဝယ်ယူဖို့အတွက်ပို့ပြီးတော့လွယ်ကူစေတာဖြစ်ပါတယ်ဒါကြောင့် conversation rate လည်းမြင့်ပါတယ်ဒီလိုဗီဒီယိုတွေကစနစ်တကျရေးသားထားတဲ့ script ပါဝင်ပါတယ်ခုဘဲလို့ CTA ဆိုတဲ့ structure တွေကကြည့်ရှုသူတွေကိုဆွဲဆောင်ထားတာကြောင့် agreement နှုန်းကလည်းပုံမှန်ပို့ရတဲ့စာပေါင်းများစွာသားလုံးနေရဖြစ်ပါတယ်2026မှာဈေးကွက်ကိုဦးဆောင်ဖို့ video strategy ကိုစတင်ရမှာဖြစ်ပါတယ်Indela Digital ရဲ့ script writing နဲ့ video editing package များကသစ် brand ကိုအောင်မြင်မှုစီကိုပို့ဆောင်ပေးပါလိမ့်မယ်ဒီနှစ်ကုန်မှာတဲ့ရ digital ရောင်းအားကိုအမှန်တကယ်ပြောင်းလဲခြင်းနဲ့ဆိုရင်လွှဲချော်လို့မရတဲ့ Indela video strategy package တွေကိုခုပဲစုံစမ်းလိုက်ပါတည်သိခြင်းနဲ့ဆိုလို့ရှိရင်တော့ hotline ဖုန်းနံပါတ်39995848သို့မဟုတ် email ဖြစ်တဲ့ indela.digital208@gmail.com ကို၎င်း Telegram ဖြစ်တဲ့ Indela Digital တို့မှတဆင့်လဲချက်ချင်းဆက်သွယ်မေးမြန်းနိုင်ပါတယ်ရှင်